မှတ်မိသေးတယ်အဲ့ဒီ Frofre ရဲ့အခြေအနေကတက်ကိုကျွန်တော်တွန်းလိုက်တာနဲ့စခဲ့တာသူကကဘာလုံးကိုလက်လွတ်ချလိုက်တယ်ရေထဲမှာပေါက်ကွဲသွားတယ် Tamer Sol ဆိုတာ Homo Aqua ကလူသားတဏ္ဍမန်တွေကိုတတ်လိုက်တယ်လို့လူတိုင်းထင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်သိတာသူမမဟုတ်ဘူးဆိုတာသူမကိုအပြစ်ရှိတယ်လို့မြင်အောင်ဗီဒီယိုအတူတခုကိုဖြန့်ခဲ့တယ်သူမကလူသားတွေကိုပင်လယ်ထဲမဝင်ရလို့ချိန်ချော့ခဲ့တယ်ကဘာကြီးကပြလိပြလဲဖိနေခဲ့တယ် Cake နဲ့ Unit အဖွဲ့ကကျွန်တော်ကိုစစ်ဆေးမေးမြန်းခဲ့တယ်သူတို့ကိုကျွန်တော်ပြောခဲ့တယ်တက်ကြောင်ပေါက်ကွဲမှုဖြစ်ရလားလို့ကျွန်တော်အသက်ရှင်သွားတာက Salt ကကျွန်တော်ကိုကဲခဲလို့ပါဒါပေမဲ့အခုတော့သူမကိုအကျဉ်းသားတရားလို့ချုံနှောင်ထားကြတယ်သူမကိုစိတ်ရဇဝတ်သားလို့ခေါ်ကြတယ်ကျွန်တော်သားကိုလက်ခံလို့မရဘူးသူမကကျွန်တော်ကိုကဲတင်ခဲ့တယ်ကျွန်တော်လည်းသူမကိုကဲတင်ဖို့လိုတယ်သူမကိုကုန်တင်ရင်ကြီးပွားကွန်တိန်နာအကြီးကြီးထဲတည်သွားနေစဉ်ကျွန်တော်ကတော့တွေကိုခိုးယူပြီးမောင်းထုတ်လိုက်တယ်နောက်ပြန်အမြန်ဆွဲပြီးကွန်တိန်နာကိုရေထဲချလိုက်တယ်တကားဖွင့်သွားတယ်ဆော့လွတ်လွတ်လပ်ကူးခတ်ထွက်သွားတယ်ကျွန်တော်လည်းသူမနောက်ကိုခုန်ချလိုက်တယ်ရေကအေးတယ်ဒါပေမဲ့သူမကကျွန်တော်ကိုဆွဲကင်လိုက်တယ်ကျွန်တော်တို့အတူလွတ်မြောက်သွားခဲ့တယ်မြို့တော်ထဲမှာကျွန်တော်တို့ပုံခဲ့တယ်လန်ဒန်မြို့ကကြောက်ရွံ့မှုနဲ့စစ်သားတွေကြားစိတ်ပိုင်းပြတ်ဆဲနေခဲ့တယ်ဆော့နဲ့ကျွန်တော်အများကြီးစကားပြောခဲ့တယ်သူမကသူမရဲ့လူမျိုး Homo Aqua တွေအကြောင်းပြောပြတယ်သူတို့ကအုပ်စုလိုက်မြစ်လိုက်ကြတယ်ဦးထောင်ကြီးများစွာဥအောင်တားပေါက်ကြတယ်ကျွန်တော်တို့လူသားတွေလိုမိသားစုပုံစံမရှိဘူးတဲ့သူမကသူမကိုယ်သူအထီးကျန်းတယ်လို့ခံစားရတယ်ကျွန်တော်လည်းအထီးကျန်းတာတယ်ကျွန်တော်တို့နန်းခဲ့တယ်သူးဆန်းပေမဲ့စစ်မှန်တယ်သူမကကျွန်တော်ကိုစားရတာရှိတယ်လို့ပြောတယ်ကျွန်တော်ကသူမကဝေးကွာလုံးနဲ့မဲချားမင်းရဲ့အရသာရှိတယ်လို့ပြောခဲ့တယ်ယဟိရင်တွေလာနေတယ်ဆိုတာကျွန်တော်တို့ကြားလိုက်ရတယ်ကျွန်တော်တို့စက်မနေလို့မရဘူးဆိုတာကျွန်တော်သိခဲ့တယ်ဆော့ကမြောက်ဝေလာဒေသကရေတကွန်တစ်ခုမှနေကျင်တယ်ဆိုတယ်ငိမ့်ချမ်းမဲ့နေရာတစ်ခုလို့ထင်ရတယ်ကျွန်တော်ကမိတ်ဆွေတွေကိုအကူအညီတောင်းဖို့ဖုံးဆက်ခဲ့တယ်ကာဘီကိုတတိထားဖို့ပြောခဲ့တယ်ပြီးတော့ဘာဘရာကို Festival တရားပေါ်စာရွက်စာတမ်းတွေနဲ့တွေ့ပေးဖို့သူမကသဘောတူခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ရောက်တဲ့အခါအဲ့ဒါကထောင်ချောက်တစ်ခုဖြစ်နေခဲ့တယ်ဖိုဂျိုကြီး Cans Park နဲ့သူ့လူတွေစောင့်နေကြတယ်သူတို့က Salt ကိုစစ်အောင်နိုင်ဖို့စမ်းသပ်စစ်ဆေးချင်နေကြတယ် Cake ကသူတို့ကိုတားဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ Cans Park ကနိုင်မထောင်ခဲ့ဘူးဘာဘရာကကျွန်တော်တို့ကိုပြေးဖို့အော်ဟစ်ခဲ့တယ်ကျွန်တော်ကဖမ်းခံလိုက်ရတယ် Salt ကကျဲလောင်းစွာအော်ဟစ်လိုက်တယ်လူတန်းကိုခဏတာရက်ကန့်သွားအောင်လုပ်လိုက်တယ်ပြီးတော့သူမကရေထဲကိုခုန်ချလိုက်တယ်သူမတယောက်တည်းမကူးရအောင်ကျွန်တော်ရှာမှာမလို့ကျွန်တော်အော်ပြောခဲ့တယ်အခုတော့စစ်ပွဲကပုံနီးကတ်လာနေပြီ Type နဲ့ Homo Aqua နဲ့ထပ်ရောက်လာကြပြီunit ကိုတောင်းဆိုလာကြတယ် South ကိုပြန်ပေးဖို့တဲ့တကြဲလို့ခေါ်တဲ့လက်နက်ကိုထုံးပြီးကျွန်တော်တို့မြို့ဒီစက်တွေကိုဖျက်ဆီးမယ်လို့ချင်းချောက်လာကြတယ်တန်တမန်ကြီးပျောက်ပြဲသွားခဲ့တယ် Spears လို့ချမ်းသာတဲ့လူတွေနဲ့အဲ့ဒီ institute ကနေထွက်လာတဲ့မုံလားတွေကြောင့်ဖြစ်ရတာသူတို့ကပင်လယ်လူမျိုးတွေကျွန်တော်တို့လူသားတွေနေရာဝင်မှာကိုကြောက်နေကြတာကျွန်တော်ဒီမှာဖမ်းခံထားပေမဲ့လက်မလျှော့သေးဘူး Sort ကရှိနေသုံးပဲကုန်းမြန်နဲ့ပင်လယ်ကတိုက်ခိုင်နေပြီမဲ့လူတယောက်နဲ့ပင်လယ်သားတယောက်ကဒါကိုပြောင်းလဲနိုင်လောက်တယ်ဒီရုပ်ရှင်ကိုနှစ်သက်ပါကဗီဒီယိုကို like လုပ်ပေးခြင်း comment ပေးပြီးအခြားဗီဒီယိုများအတွက် channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့စောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခုမှပြန်ဆောင်ကြမယ်နော်